ကျေးဇူးတင်ပါတယ်ကလေးငယ်လေးမေဟန္တာဟုတ်ကဲ့ပါခင်ဗျာအခုဆက်လက်ပြီးတော့မှာကျွန်တော်ကိုခိုင်ဆိုနဲ့ကိုထွန်းကျော်ကသုံးခွင့်သူရှိဆိုတဲ့သခင်ကျွန်တော်ဖြေပြသွားမှာဖြစ်ပါတယ်တကြံသူရှင်းနာမည်ရတကြံသူဖြစ်ပါတယ်Hello. Hello. Alam tayo sa kanin? Napaka maganda rin sa akin nila. Pero ako maxima pwede rin silang mawari.
တင်ပါတယ်သူဆိုပြသွား